ဒါဆိုရင်တော့အရန်အောင်မစားကောင်းတဲ့ကော်ရီခေါက်ဆွဲတစ်ပကံရပါပြီဟယ်လိုရှိဝဲဘီပါတခါတလေအိမ်မှာလေးထမင်းမစားကျင်တဲ့နေ့တွေရှိတယ်ပေါ့နော်ဘီဘီကြီးနေ့ကတော့ကော်ရီခေါက်ဆွဲအရန်စားကျင်လာလို့ကိုယ့်အကိုချက်စားလိုက်ပါတယ်ဈေးရဝယ်လာတဲ့ကစုံရက်ကိုရွှေညံတော်စူးရောက်ပြီးတော့ retrain လိုက်ပါတယ် retrain တဲ့နေရာလွယ်လေးပဲကကြီးနဲ့အရိုးကိုအလဲကနေညှက်တယ်ပြီးရင်ကကြီးနဲ့ပဲအရွက်တွေကိုလိုက်ညှက်ပေးလိုက်တယ်အထက်လွယ်တဲ့ကစုံရွက်ထွင်နီးမရှိပါဘူးဒါကတော့ဗီလိုအုံနောက်ရှိတဲ့သူတွေစားဖို့ဝက်အုံနောက်စတာပါဝက်ရဲ့အချင်းတိုင်လို့ခေါ်တယ်ပေါ့နော်ဝက်အချင်းတိုင်ကိုပဲငန့်ပြားရဲ့အကျဲအနောက်ထည့်ပြီးတော့ကျွတ်တုံဖြူချင်းထောင်းပြီးရေနဲ့ပြုတ်ထားပါမယ်ဘီဘီကတော့ပေါင်းအိုးနဲ့ပြုတ်တယ်ပေါ့နော်ဘာလို့ဆိုမြန်နူးအောင်လို့ပါဒါကတော့ပြုတ်ပြီးသွားတဲ့အနေထားပြီးရင်တော့ဒီမှာစိန်ထားတဲ့ကျွတ်နှရွက်တွေမှုကြောက်ပန်းကြောက်တွေကိုဘီဘီလှီးပါမယ်ကျွတ်နှရွက်ကိုတော့ဘီဘီကပပလေးလှီးတယ်ပေါ့နော်ကိုရီခေါက်ဆွဲစားရင်အခုလိုမျိုးကျွတ်နှရွက်များနဲ့စားတယ်ဒါကတော့ဥနီပေါ့နော်မထည့်လဲရပါတယ်ဒါပေမဲ့ဘီဘီကတော့ဟင်းရည်လေးလှအောင်လို့ဥနီအမြဲတမ်းထည့်တယ်ကိုရီခေါက်ဆွဲချက်တိုင်းဥနီကိုစကားနဲ့ချင်းမချင်းလည်းအခုလိုပပလေးလှီးလိုက်ပေါ့နော်ပဲပြားကတော့မပါမဖြစ်ထည့်ပါတယ်ပဲပြားကိုလည်းအတုံးလေးတွေပြီးလှီးထားပါတယ်ပဲပြားကိုအခုလိုမျိုးကြီးကြိုက်တဲ့သူတွေကတော့အကြီးလှီးလဲရတယ်ပေါ့နော်ဘီဘီကတော့အခုလိုမျိုးစတူရန်တုံးလေးတွေပဲလှီးလိုက်တယ်အဲ့ဒါတွေအားလုံးပြီးတော့ဘီဘီကအရင်ဦးဆုံးလုပ်ဖြစ်တာခောက်ဆွဲပြုတ်ပါတယ်ခောက်ဆွဲကိုအရင်ဦးဆုံးပြုတ်ပြီးတော့ရေစိမ်ထားမှမို့လို့ပါဒါကတော့ငပိဖုံမယ်ပြီးရင်တော့စီထည့်ပြီးခုနလှီးထားတဲ့ပဲပြားတွေကိုကြော်မယ်ပဲပြားကြော်ပြီးတာနဲ့ဘီဘီကတော့အလွယ်နီးပဲပဲပြားကိုတောက်ကပ်ပြီးတော့ကြက်ကြုံဖြူကိုအိုးထဲမှာပဲစီတက်လိုက်ပါတယ်ဒါကတော့မြောက်မြန်မာပေါ့နော်ဒီဘက်ကတော့တောင်မြန်မာမှာမီးလာနေတယ်ဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းမီးပြတ်တာချင်းတော့မတူဘူးပေါ့နော်ဒါကတော့ကြက်ကြုံဖြူစီတက်ထားတဲ့တဲကိုငရုတ်ကောင်းမုတ်ရဲ့တရုတ်မဆလာရဲ့ထည့်ပါမယ်ပြီးရင်တော့ဗီတို့ခုနလှီးထားတဲ့ဥနီပဲပြားတွေဒီကျွတ်ရွက်တွေအမှုကြောက်ပန်းကြောက်တွေကိုတခါတည်းအကုန်လုံးစီတက်ပါမယ်ပေါ့နော်လုံးလိုက်တဲ့သဘောပါပဲပြီးရင်တော့နောက်ဆုံးမှာပြုတ်ထားတဲ့ခုနကဝက်ပြုတ်ရည်ဖြစ်ဖြစ်ကြက်ပြုတ်ရည်ဖြစ်ဖြစ်ဒီထဲမှာထည့်ရပါမယ်နော်အဲ့ဒီဝက်ပြုတ်ရည်တွေကြက်ပြုတ်ရည်ထည့်လိုက်ရင်နောက်ဆုံးထပ်လိုက်ပေးရတာကဒီပဲငံပြားရဲ့အကျဲနောက်ထပ်လိုက်ရတယ်ပေါ့နော်ပြီးရင်ခရူးစီကြိုက်လဲခရူးစီထည့်ပေါ့ချိုးမုံစားရတာအတွက်ထည့်မယ်ဒါကတော့အမြဲတမ်းအနားမှာခေါ်ထားဖြစ်တဲ့အရင်ကျမညမဘာလို့လဲဆိုတော့လက်တို့လက်တောင်ခိုင်းမှုဒါကော်မုတ်တွေကိုအရင်ဦးဆုံးရေးဖြော်မယ်ဘီဘီကတခါတည်းပြင်းလို့ကော်မုတ်တွေကိုကျုပ်တခါတည်းခောက်ထည့်ပြီးတော့ဖြော်ပါမယ်ကျက်ဥကိုတက်ပကံနဲ့ခောက်အောင်မှာပြင်းလို့ပါဒါကတော့ငပီတောင်းထောက်မယ်ပေါ့နော်ကိုရီခေါက်ဆွဲစားတဲ့ခါမှာငပီတောင်းကတော့လုံးဝအသက်ပါပဲခုလိုမျိုးဟင်းရည်အိုးစူပတ်လာပြီဆိုရင်တော့ဖြော်ထားတဲ့ကော်ရည်တွေထည့်ပြီးလိုက်ပါပြီးရင်တော့ချက်ချင်းမှွေပါနော်မမှွေကော်ရည်ကအောက်မှာခဲသွားတတ်ပါတယ်ဒါဆိုရင်တော့အရန်အောင်မစားကောင်းတဲ့ကော်ရီခေါက်ဆွဲတစ်ပကံရပါပြီဘီဘီကစုံရွက်တွေကိုထွင်ပြီးတော့ဘာလုပ်ခဲ့လဲဆိုတာတော့ပြဖို့မေ့သွားလို့ပေါ့နော်ဘီဘီစားထည့်ပြီးတော့ရေနွေးထဲမှာပြုတ်ခဲ့ပါတယ်ငပိတောင်းကလည်းတမယာတီးနိုင်ငရုတ်ကြီးဆက်နေပေါ့နော်မြင်ငပိကိုထောင်းတာပါချိုမုတ်စားထည့်ပါတယ်စားတော့မထည့်ရဘူးပေါ့နော်ချိုမုတ်ထည့်တယ်ဒါကတော့ငပိတောင်းနဲ့ကော်ရီခေါက်ဆွဲနဲ့စားရင်အရန်လိုက်တယ်ပေါ့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဘာတွေချက်ပြမလဲဆိုတာ comment လေးမှာရေး